လူပြည်လူရသားရပါစီကြောင့်တို့တွေအားလုံးတောင်းစုပြုနေမှာမေတ္တာတရားနဲ့ဒီကဘာမြေကြီးအမြဲချုံလွမ်းလို့အေးချမ်းကြစေမှာဆိုတဲ့လူများမနာထောင်လွာမွေးဖွားတဲ့သေးဆုံးခြင်းနဲ့ချာကာလာလေးတစ်ခုမှညနွမ်းတဲ့စိတ်ဓာတ်များနဲ့ဆက်ရှင်သန်သွားရင်အပေပုံလာပါပိတာသောလူများဖြူစင်မြတ်တရားကိုထားအမြကောင်းရွတ်တဲ့ဘူးရွယ်လုံးနှလုံးသွင်းပိတိပြမြင့်မြတ်တဲ့စိတ်ထားလေးများထားကြည်ကြသမ်းပါသူဂရီဘုံရောက်ရာလူဘဝဟာချိန်ခဏလေးပါ